အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါပြောပြမှာတော့ဂျပန်နိုင်ငံအကြောင်းပဲပြောရတယ်ပြီးတော့နေဂျပန်နိုင်ငံအကြောင်းတင်မကပဲဂျပန်နိုင်ငံကိုတွားဖို့စဉ်းစားနေတဲ့သူတွေတက်ပေါ့အဲ့လိုလူတွေရှိရဆိုရင်လည်းဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့တိုက်တွန်းချင်ပါတယ်အဲ့ဆိုရင်ပြောလိုက်ကြရအောင်ပထမဆုံးဂျပန်နိုင်ငံအကြောင်းကဘာလဲဆိုတော့အလွန်ဘေးကင်းခြင်းပဲအလွန်ဘေးကင်းတယ်ဆိုတော့လည်းတမလားကျွန်တော်တို့အနည်းနဲ့အများတော့ရှိတာပေါ့ဒါပေမဲ့အများစုကတော့ဘေးကင်းတယ်လို့ပြောမှာပဲကျွန်တော်ဆိုရင်ဒီညာတကောင်တနွဲတွေပိုက်စာလို့တခုစားခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့14 night store လေးရှိတယ်အချင်းအဲ့လိုမျိုးတကောင်တနွဲစားရဆိုလည်းပြောစရာမလိုကျွန်တော်နေတယောက်တည်းအေးစစ်စစ်စိတ်ချလက်ချတွားလာဝဲစားတောင်းလို့ရတယ်မိန်းကလေးတွေဆိုလည်းစိတ်ပူစရာမလိုတွားလာရင်လည်းကျွန်တော်တို့ဘာမှစိုးရင်စရာမရှိဘူးပေါ့သူတို့ရဲ့ဂျပန်နိုင်ငံဆိုရင်တန်ရှင်ပြီးတော့စနစ်ကြခြင်းကလည်းပြောစရာမလိုကျွန်တော်တို့သူတို့အိမ်နာတွားတယ်အိမ်နာတွားရဆိုလည်းအိမ်နာဆိုရင်လည်းဘေးညစ်ပတ်နေတာလည်းမရှိဘူးတန်တန်ရှင်းရှင်းပြီးတော့နေလမ်းမတွေဆိုလည်းပြောစရာမလိုအမိုက်တစည်းမှမရှိဘူးဒါပေမဲ့မြို့ကြီးပါကြီးတွေမှာတော့အဲ့လိုမျိုးအနေနဲ့အများတော့ရှိပေါ့ဒါပေမဲ့လမ်းတော်များများတော့တန့်ရှင်းတယ်ပြီးတော့အစားအသောက်ပိုင်းကလည်းပြောစရာမလိုသူတို့ဒီရဲ့အစားအသောက်တစ်ခုမှဆိုရင်ဘယ် protein ကဘယ်လောက် calorie ကဘယ်လောက်အဆုံးပါပြီစားအဲ့ဆိုရင်သူတို့ gram ကလည်းဘယ်လောက်အမောက်ဘယ်ဟာဘယ်လောက် gram တေးချာစနစ်ကြရေးပြီစားအစားတောက်ပိုင်းတမလားအဲ့လိုမျိုးထိန်တဲ့လူတွေအနေနဲ့လည်းတရက်ကောင်ငါတို့ကဘယ်လောက် gram စားနေရဆိုရင်လည်းကျွန်တော်တွေကပြောစရာမလိုသူတို့တွေအဲ့ဒီမှာ gram တွေရေးထားတဲ့အသက် gram တွေအလိုက်ကိုကြိုက်နေတဲ့ရာကိုဝယ်စားနိုင်တယ်ဒါတည်ယူပို့ဆောင်ရေးဆိုမှလည်းပြောစရာမလိုတမလားကျွန်တော်တွေပမာစကားမှာရှင်အချင်းကလူကိုမစားဘူးဆိုတဲ့အတိုင်းတည်ယူပို့ဆောင်နေမှာကျွန်တော်တွေအလုပ်တွေတောက်တယ်အလုပ်တွေတောက်တဲ့အခါဆိုရင်လည်းကျွန်တော်တွေအချိန်ကလူကိုမစားတဲ့အတွက်9နာရီထွက်မယ်ဆိုရင်9နာရီတိတိကိုထွက်တယ်ဘာမှမစားဘူးအဲ့တော့ကျွန်တော်တွေကအချိန်လေးစားဖို့အရေးကြီးပါတယ်ပြီးတော့နေဂျပန်နိုင်ငံရဲ့အလားပါတရားဂျပန်နိုင်ငံရဲ့အလားပါတရားလည်းပြောစရာမလိုအဲ့လိုမျိုးရှေးဟောင်းဖျားတွေပါရှိတယ်ရှေးဟောင်းအတိုင်းတင်မလားသူတို့ရဲ့ရှေးဟောင်းရဲ့အနှစ်သာရကိုခံစားရတယ်ပြီးတော့နေတဘာဝအလားတရားလည်းပြောစရာမလိုကျွန်တော်တွေတကယ်တဘာဝဆန်ကိုခံစားရတယ်အဲ့လိုမျိုးစိမ့်လက်ဆိုပြရတော့ဘာလို့ခံစားရတယ်မကောင်းတဲ့အချက်ကတော့သူတို့ရဲ့နိုင်ငံကစားစိတ်ဈေးကြီးတယ်ပြီးတော့နေအခွန်အခတားများတယ်အဲ့ဒါတွေကတော့မကောင်းဘူးပေါ့ပြီးတော့နေဂျပန်လာဖို့စဉ်းစားနေတဲ့လူတွေဆိုရင်ဂျပန်စာအရေးချင်းလိုအပ်တယ်ဂျပန်စာအန်တရီလောက်ပြည့်မြန်မာနိုင်ငံကနေလေ့လာပေါ့မြန်မာနိုင်ငံကနေလေ့လာထားရင်ပိုကောင်းတယ်ဘာလို့လေ့လာခိုင်းပိုကောင်းလဲဆိုကျွန်တော်တို့ဒီဘက်ဂျပန်ဘက်ရောက်လာလို့ရင်ဂျပန်အလုပ်ခွင်နဲ့ရောက်လို့ရင်ဂျပန်တွေကစကားများတဲ့လူဆိုရင်နည်းနည်း communication မလုပ်ချင်ဘူးပြီးတော့နေတိတ်မှန်လူတယောက်ကိုအဖတ်မလုပ်ချင်အဲ့လိုလည်းရှိတယ်ပြီးတော့နေဒီဂျပန်ကိုကျွန်တော်အနေနဲ့ကတော့လာစေချင်တယ်ပေါ့ဘာလို့လာစေချင်လဲဆိုရင်ကျွန်တော်ရဲ့အတွေ့အကြုံရဆိုရင်ဒီမှာအိန္ဒိယလူမျိုးလူငယ်တွေဆိုရင်သူတို့တွေနည်းပညာပိုင်းနေနဲ့သူတို့နိုင်ငံကြီးတော့1 to 5ထဲမှာရှိတယ်အဲ့တော့1 to 5ထဲမှာရှိတဲ့နိုင်ငံဖြစ်တာတောင်မှကျွန်တော်တို့ဂျပန်နိုင်ငံကိုလာပြီးတော့အလုပ်လုပ်တယ်အဲ့လိုမျိုးတွေတောင်ရှိတယ်ပြီးတော့နေကိုရီးယားနိုင်ငံဆိုလဲတိုးတက်တဲ့နိုင်ငံသူတို့နိုင်ငံဆိုရင်ဂျပန်နဲ့ communication ကောင်းတဲ့အတွက်သူတို့ကိုရီးယားနိုင်ငံတွေကဂျပန်နိုင်ငံကိုအလဲဗီဇာနဲ့3လဆိုရင်ဖရီးရှိရပေါ့ကျွန်တော်တို့ထိုင်းသွားတယ်ပေါ့ထိုင်းဆိုလဲကျွန်တော်တို့ဗမာနိုင်ငံတိုင်းဗီဇာမလို့အဲ့လိုမျိုး12ရက်အဲ့လိုမျိုးဖရီးပေးထားပေါ့အဲ့လိုပဲကိုရီးယားတွေဆိုလဲ3လဖရီးပေးထားတယ်ဒါပေမဲ့ကိုရီးယားတွေက3လဖရီးပေးထားပေမဲ့သူတို့တွေကဒီဂျပန်နိုင်ငံမှာတချို့တလေကတော့အဲ့လိုမျိုးခီးသွားတယ်ဘာညာဒါပေမဲ့အများစုကဒီလူငယ်တွေအလဲဗီဇာနဲ့လာပြီးတော့သူတို့တွေကအလဲမသွားဘဲနဲ့သူတို့တွေကဂျပန်စာကျောင်းတွေကို3လစာချုပ်ဆိုရင်တော့စာချုပ်ချုပ်ပြီးတော့သူတို့တွေကဂျပန်စာကိုလေ့လာဒါပေမဲ့ဂျပန်စာကိုလေ့လာတယ်ဆိုတော့ဂျပန်ရောက်မှစနေလာမှာသူတို့နိုင်ငံမှာလည်းဘယ်လို M4 ထိလောက်ပြီးခဲ့ပေါ့အလောက်ကနေမှဒီဘက်ဂျပန်ကျောင်းနေနဲ့ဟိုလိုမျိုးစကားပြောကြည့်လို့ဒီတယောက်က level ကဘယ်လောက်ရှိတယ်ဆိုရင်လည်းဒီဘက်ကဂျပန်ဘက်ကကျောင်းတွေကလည်းဒီတယောက်က level ဘယ်လောက်ရှိတယ်အတွက်သူ့ကိုဘယ်ကန်အဲ့လိုမျိုးထည့်ပြပါပေါ့
ဒီအတွက်သူတို့တွေကဒီရောက်လာပြီးတော့သူတို့တွေကအဲ့ဒီဂျပန်စာတွေကိုတဲတန်စူးစမ်းတယ်ဂျပန်လူမျိုးတွေနဲ့စကားပြောတယ်ပြီးတော့နေအဲ့ဒီကိုရီးယားတွေဆိုရင်ယောက်ျားလေးတွေဆိုရင်ဒီမျိုးညအချိန်တော့ပါတယ်ဆိုရင်သူတို့တွေကတာချီနိုမီဆိုတာရှိတာချီနိုမီဆိုတာကကျွန်တော်တို့မတ်တဲရဲ့တောက်လေးအောင်ရက်တော့ပေါက်တော့တာပေါ့အဲ့ဆိုအရက်တော့ပေါက်တော့တဲ့နေရာတွားပြီးတော့ဂျပန်လူမျိုးတွေနဲ့အဲ့လိုမျိုးစကားတွေပြောကြရပေါ့လက်တွေ့အသုံးချပေါ့အဲ့အတွက်တချို့အဲ့လိုမျိုးတွေရှိတယ်သူတို့လူကိုရီးယားလူငယ်ဆိုရင်အဲ့လိုမျိုးစကားဆိုရင်တော်ရတယ်လို့ပြောလို့ရပါပေါ့။နိုင်ငံတော်စီကန်တင်းကြလာတော့တရုတ်လူမျိုးတွေလည်းအများကြီးပဲဒီဘက်မှာဂျပန်စာတွေကိုတော်လေ့လာတယ်။ပြီးတော့ထိုင်ဝမ်လူမျိုးတွေဆိုလည်းပြောစရာမလိုဒီဘက်မှာလာဂျပန်စာကိုလာလေ့လာကြတယ်အဲ့လိုမျိုးရှိတဲ့ကြောင့်မို့ကျွန်တော်တို့တွေဒီလာဖို့စဉ်းစားနေတယ်လို့တဲ့ဆိုရင်ငါဂျပန်သွားရမယ်ဂျပန်သွားမယ်ဆိုရင်လုံးသွားပြလိုက်ဘာလို့ဟိုဘက်ရောက်မှကိုရဲ့အခက်အခဲကိုရင်ဆိုင်ပေါ့ဒါပေမဲ့တခုတော့ရှိရပါမှာစေချင်တော့ကျွန်တော်တို့ဂျပန်စာကိုတော့အန်3လောက်ထိတော့ပြအောင်လုပ်ခဲ့အန်3လောက်ထိရထားရင်တော့နည်းနည်းကိစ္စမရှိဘူးပေါ့ဒါဆိုရင်အလုပ်ခွင့်နဲ့ရောက်လို့ရင်လည်းအလုပ်ထဲကကျွန်တော်တို့သူတို့တွေပြောတဲ့စကားနဲ့ communication ပေါ့ကောင်းကောင်းယူပြီးတော့အလုပ်လုပ်မယ်အဲ့လိုလုပ်ပြီးတော့သူတို့တွေဘာပြောကိုကမခံရအောင်အဲ့လိုမျိုးဒီအတွက်ဘာသာစကားအရေးကြီးပါတယ်အဲ့တော့ဘာသာစကားကိုလည်းအန်3ရောက်ထိပြအောင်ထိတော့လေ့လာခဲ့ပါမျိုးအန်5လောက်နဲ့လာလို့တော့ရပါဒါပေမဲ့လာရင်တော့ကိုအတွက်ကိုကအန်5နဲ့လာတဲ့အတွက်ဘာသာစကားအားနည်းမယ်အန်3လောက်နဲ့လာရင်တော့ဘာသာစကားနည်းနည်းပြောဆိုရင်ဘယ်လိုဒီမျိုးနေထိုင်မှုဘဝအတွက်တော့နည်းနည်းအဆင်ပြေတဲ့ထဲပါပေါ့အန်3လောက်ဆိုရင်အဲ့ဆိုရင်ဘယ်တော့ဘယ်လာဆိုလဲစိတ်ပူစရာမလိုအဲ့လိုမျိုးရထားတွေပါစီရင်လဲလိုမျိုးဒီအချိန်ကြီးပြီးတော့ရထားတွေရဲ့နာမည်လက်ကြည့်အဲ့လိုမျိုးအတွက်ညံတူလောက်ပြီးထားရင်တော့အကောင်းဆုံးပေါ့အားကြောင့်မို့ဂျပန်လာမယ်လို့စဉ်းစားနေတာဆိုရင်လည်းဂျပန်လာခဲ့ပါသူများတွေပြောစကားလည်းမယုံပါနဲ့ဒီဘာလို့လဲဆိုတော့သူများတွေပြောစကားပြောနေယုံပါနဲ့လို့ပြောတာကကျွန်တော်တွေကိုယ်တိုင်ကိုကြလက်တွေ့မခံစားရတဲ့အတွက်ကိုယ်တိုင်ကိုကြခံစားပြီးမှဒီလိုပါလားဆိုမှတိမှအဲ့ဒါမှယုံလို့ရမှာအားကြောင့်မို့ဘလို့စကားမှမယုံနဲ့ဆိုဟိုတော့ရှိရပေါ့အားကြောင့်မို့ကိုကအယုံတင်ဆုံးဆိုတဲ့အတိုင်းကိုကလာဖို့ဆုံးဖြတ်ထားရင်လာခဲ့ပါဘာမှကြောက်စရာလည်းမလိုဒီဘက်သူများတွေ live ပေါ်မှာပြန်နေပါဖြစ်တယ်မြဖြစ်တယ်ဆိုလဲစိတ်ဝင်စားစရာမလိုကိုလာဖို့ဆုံးဖြတ်ထားရင်လဲလုံးဝလာခဲ့ပါအားကြောင့်ဒီ line ဆိုလဲ N3 လောက်ထိတော့ပြီးအောင်လေ့လာခဲ့ပါ N3 လောက်မကလို့ N3 N1 လောက်ထိလည်းလေ့လာခဲ့လေကိစ္စမရှိဘူးအဲ့လောက်ထိလေ့လာထားရင်တော့ကိုယ်တက်ကတော့ပိုကောင်းပေါ့အားကြောင့်မို့ကျွန်တော်ဒီနေ့ကတော့ဒီလောက်နဲ့ပြီးဆုံးပါမယ်အားလုံးပဲ bye bye